ဖိုချန်အိုင်နန်တွေကိုကွာဒီဗီဒီယိုနောက်ဆုံးပဲတင်ပေးမှာကွာဒီဗီဒီယိုပင့်ထားတာပေးမှာရိုး3ခုလုံးစော်ရတဲ့အိုင်နန်တွေပြပေးမှာကွာပထမဦးဆုံးအပေါ်ကအိုင်နန်ကွာလူတိုင်းတိပြီးကြဖြစ်မှာကွာအဲ့တော့ဒမ်းမင်းအကဲ့ကြီးပေးတဲ့အိုင်နန်ပေါ့ကွာအဲ့ဒါကိုကြားတဲ့ရိုးစော်ရတယ်ကွာဟိုက်ပါတော့တမစော်တော့ကွာဒုတိယအိုင်နန်ကြတော့တွေးတက်စောက်ရင်ကျန်တဲ့အိုင်နန်ဖြစ်တယ်ကွာတွေးလဲတက်ရမယ်မာလဲမာရမယ်ညီကိုအတွက်ကွာ AI နဲ့သုံးလို့ရတယ်ကွာ physical damage မှာနည်းနည်းလေးပါမယ်ကွာနောက်ဆုံး item ကတော့ hyper ဆိုတဲ့ item ပဲ Skypier stat များလေး one hit ကျုံရလေပဲဖိုချန်ပြတဲ့ item 3ခုတည်းကဒုတိယ item နဲ့ဆန်းပြမှာကွာတွေးဘယ်လောက်ထိတက်လဲဆိုတာတားလို့ပြမယ်တွေးရတော်လေးတက်တဲ့ထဲပါတယ်ကွာတွေးဘက်တက်တယ်မြန်မမာဘူးလို့ဆိုတာမာတော့မာ rose gold ကပါတယ်ကွာတော်လေး safe ဖြစ်မှာဒါမဲ့လည်းစောင့်ရင်ထွက်မဲ့ထဲမှာပါမှာကွာမဆိုကြည့်တော်လေးမာတာဝါဒမ်းမေးခံလာပြီလားကျွတ်စင်တော်လေးပြရရတာကွာတာဝါထဲမှာဝင်ချရရတာကွာ rose gold အဖက်ပြန်ပွင့်တော့ကွာပြန်ကျုံလို့ရတာ safe ဖြစ်တော့ကွာဒါစမ်းပြမှာကွာတွေးဘလောက်ထိတက်တာစမ်းပြအောင်တေချာကြည့်ski 2ဝင်ရတာကွာတွေး3400တက်တော့ကွာတေချာမြင်ရတာဒမ်းမေးအိုင်နန်တော့ပူချန်ထူထူပြောစမ်းမလို့ပြလိုက်မယ်ဗီဒီယိုပဲကြည့်လိုက်တော့ဘလောက်ထိထွက်လဲဆိုဒမ်းမေးပဲဆိုကြည့်လိုက်ကွာပွဲထဲမှာအမာနဲ့စောချင်တယ်ရတော့အမာနဲ့လည်းကောင်းပါတယ်ရုံးပြီးလို့ရပါတယ်အမာနဲ့